ဒီလူငယ်ကသူ့မိသားစုပိုင်တဲ့စူပါမားကတ်မှာမိန်းကလေးတစ်ယောက်ခိုးနေတာကိုမိသွားခဲ့ပါတယ်။သူကချက်ချင်းပဲအဲ့ဒီကောင်မလေးစီရှောက်သွားပြီးစူပါမားကတ်ရဲ့ပစ္စည်းတူလောင်ငန်းတွေကိုဆွဲခေါ်သွားခဲ့တာပါ။ပြီးတော့ခိုးထားတဲ့ပစ္စည်းတွေကိုထုတ်ပြဖို့ပြောလိုက်ပေမဲ့အဲ့ဒီကောင်မလေးရဲ့ចောင်းလေအိတ်ထဲမှာတန်ဖိုးနေတဲ့ပေါင်မှု၃လုံးပဲရှိနေလိမ့်မယ်လို့သူလုံးဝမထင်ထားခဲ့ပါဘူး။ဒီလူငယ်ကတခြားတစ်ခုခုထပ်ခိုးထားအောင်မယ်လို့ထင်ပြီးကောင်မလေးရဲ့အင်ဂျီကိုမတော်တဆဆွဲမိသွားပါတယ်။ကောင်မလေးကတော့ဒီလူကသူမကိုတခုခုမကောင်းတာလုပ်တော့မယ်လို့ထင်သွားခဲ့ပေမဲ့တကယ်တော့သူကသူမကိုကဲတင်မှုစူးစမ်းနေတာပါ။တကယ်တော့ဒီလူငယ်ကအတိတ်ဘဝကနေပြန်လည်မွေးဖွားလာခဲ့တာဖြစ်ပါတယ်။သူ့ရဲ့အရင်ဘဝတုန်းကဒီကောင်မလေးခိုးတာကိုမိခဲ့ချိန်မှာသူမကိုအရှက်မခွဲချင်တာကြောင့်အဲ့ဒီနေရာမှာတင်ဖွင့်မပြောခဲ့ပါဘူး။ဒါပေမဲ့ပထမဆုံးအချိန်ခိုးမိလို့အယမ်းတုံလုံနေတဲ့အဲ့ဒီကောင်မလေးကစူပါမားကတ်တကားကနေထွက်သွားပြီးတာနဲ့ကားတိုင်မှုထွေသွားလိမ့်မယ်လို့သူလုံးဝမမျှော်လင့်ထားခဲ့ပါဘူး။ဒီဖြစ်ရက်ကဒီလူငယ်အတွက်တက်တက်တာနောင်တဲ့တစ်ခုဖြစ်ခဲ့ရပါတယ်။10နှစ်အကြာမှာတော့ဒီလူငယ်ကစူးစမ်းအားထုတ်ရင်းအဲ့ဒီဒေတာမှာအချမ်းသာဆုံးတစ်ထည်ဖြစ်လာခဲ့ပါတယ်။သူ့ရဲ့ဆေးဆက်ထားတဲ့မိန်းကလေးကိုအံ့ဩသွားအောင်လုပ်ဖို့အတွက်အလက်ကနေစောစောပြန်လာခဲ့ပြီးမြဲသူ့ရဲ့ဆေးဆက်သူကသူမရဲ့ရီစားဖရစ်သူကိုအတိတ်ကအကြောင်းဒီဖြိုးပြနေတာကိုတိုက်တိုက်ဆိုင်ဆိုင်ကြားလိုက်ရပါတယ်။ကျောင်းတက်တုန်းကဒီလူငယ်ဟာအတန်းထဲမှာအညံ့ဆုံးကျောင်းသားတစ်ယောက်ဖြစ်ခဲ့တာမှာသူကိုယ်တိုင်တောင်လက်လျှော့တော့မယ့်အချိန်မှာနာမည်မပါတဲ့စာထိုးလေးတစ်စောင်ကိုလက်ခံရရှိခဲ့ပါတယ်။အဲ့ဒီစာထဲမှာအားပေးစကားတွေအများကြီးပါဝင်နေပြီးအဲ့ဒီစာလေးကပဲလမ်းပြောင်းနေတဲ့သူ့ကိုနိုးထလာစေခဲ့တာပါ။ဒီနှစ်တွေတစ်လျှောက်လုံးသူကအဲ့ဒီစာကိုသူ့ရဲ့ဆေးဆက်သူစီကလိုပဲအမြဲထင်ခဲ့တာပါ။ဒါပေမဲ့အဲ့ဒီနေ့မှာတော့စာကိုတကယ်ရေးခဲ့သူဟာအဲ့ဒီကောင်မလေးဆိုတာကိုသူသိလိုက်ရပါတယ်။သူ့ရဲ့ဆေးဆက်သူကကောင်မလေးရဲ့စေတနာကိုသူမလူတလိုမျိုးဟန်ဆောင်ခဲ့ရယုံတင်မကပဲတခြားယောက်ျားတစ်ယောက်နဲ့လည်းဖောက်ပြန်နေခဲ့တာပါ။ဒီလူငယ်ကသူ့ကိုဘာလို့လိန်ခဲ့တာလဲဆိုပြီးမေးခွန်းထုတ်တဲ့အခါမှာတော့သူ့ရဲ့ဆေးဆက်သူကကုမ္ပဏီရဲ့ရှယ်ယာတွေကိုရချင်တာကြောင့်ပန်းအုံးနဲ့သူ့ကိုရိုက်လိုက်ပါတော့တယ်။ဒီလူငယ်မျိုးလုံးပြန်ဖွင့်လိုက်တဲ့အချိန်မှာတော့လွန်ခဲ့တဲ့10နှစ်ကအတိတ်ကိုပြန်ရောက်သွားခဲ့ပါပြီ။အဲ့ဒီအချိန်မှာသူ့အမေကစူပါမားကတ်မှာသွားကူဖို့သူ့ကိုတိုက်သွားနေခဲ့တာပါ။ဒီလူငယ်ကဒီနေ့ဟာအဲ့ဒီကောင်မလေးကားတိုက်ခံရမယ်နေ့ဆိုတာကိုသူချက်ချင်းသတိထားမိသွားပါတယ်။သူကအင်ကနေအမြန်ထွက်ပြီးစူပါမားကတ်စီကိုအပြေးအလွှားသွားခဲ့ပါတယ်။ကောင်မလေးကိုကားတိုက်မှုထပ်မဖြစ်စေဖို့အတွက်သူမအပြစ်မထွက်အောင်တားဆီးရမှာဖြစ်တယ်လို့အရင်ဘဝကသူမသေဆုံးခဲ့တဲ့အချိန်ကိုလည်းရှောင်လွှဲနိုင်အောင်ကြိုးစားရမှာပါ။ကောင်မလေးကတန်ဖိုးနေတဲ့ပေါင်မှုတုံးလုံးပဲခိုးထားတာကိုမြင်လိုက်တဲ့အခါသူ့ရင်ထဲမှာအယမ်းကိုဝမ်းနေသွားခဲ့ပါတယ်။ဒါကြောင့်ကောင်မလေးစားဖို့အတွက်အတင်စားခောက်ဆက်တစ်ထောက်ခက်ပေးလိုက်ပါတယ်။ကောင်မလေးကငင်းတဲ့အခါမှာတော့ခိုးမှုနဲ့ချိန်ချောက်ပြီးခောက်ဆက်တွေကိုအကုန်ကုန်အောင်စားဖို့ပြောလိုက်ပါတယ်။ကောင်မလေးပိုက်ပါသွားတဲ့အခါမှာတော့သူမကိုစူပါမားကတ်ထဲကိုတိုက်ရိုက်ခေါ်သွားခဲ့ပါတယ်။ကျောင်းလေရဲ့တလုံးဝေပြီးယုံတင်မကပြီးအိတ်ထဲမှာကျောင်းစာသုံးပစ္စည်းတွေကိုလည်းအပြည့်ထည့်ပေးလိုက်ပါတယ်။ကောင်မလေးကဒီလူငယ်ကိုဘလို့ကျေးဇူးဆက်မလဲဆိုပြီးစဉ်းစားနေတဲ့အချိန်မှာပဲအရင်ဘဝကသူ့ရဲ့ဆေးဆက်သူဟာသူမရဲ့ရည်စားဖြစ်သူနဲ့အတူရောက်လာခဲ့ပါတယ်။ဒီနှစ်တွေတစ်လျှောက်လုံးဒီပရိယာညတဲ့မိန်းမဟာလူငယ်ရဲ့အချစ်ကိုအခွင့်ကောင်းယူပြီးသူ့မိသားစုစူပါမားကတ်ကပစ္စည်းတွေကိုအလကားယူနေခဲ့တာပါ။ဒီမိန်းမကအခုတစ်ခေါင်လေအလကားရမယ်လို့ထင်နေခဲ့ပေမဲ့သူမယူမဲ့ပစ္စည်းတွေအတွက်အမေရိကန်ဒေါ်လာ2000ပေးရမယ်လို့လူငယ်ကပြောလိုက်လိမ့်မယ်လို့လုံးဝမထင်ထားခဲ့ပါဘူး။ဒီမိန်းမကအရန်ဒေါတာသွားပြီးဒီလိုဆက်လုပ်နေမယ်ဆိုရင်တခြားသူတွေရဲ့ချစ်ခွင့်ပန်းတာကိုလက်ခံလိုက်တော့မယ်လို့ချိန်ချောက်ခဲ့ပါတယ်။ဒါကိုကြားလိုက်ရတဲ့အခါမှာတော့ဒီလူငယ်ကအဲ့ဒီနေရာမှာနဲ့သူမကိုကောင်းမွန်တဲ့အနာဂတ်ရပါစေလို့ဆုတောင်းပေးလိုက်ပါတော့တယ်။ဒီမိန်းမကအရန်ဒေါတာသွားပြီးဒေါ်လာ2000ကိုပြစ်ချပြီးထွက်သွားခဲ့ပါတယ်။ကောင်မလေးကိုအိမ်ပြန်ပို့ပြီးတဲ့နောက်မှာဒီနေ့တော့အဖေမထွက်ဖြစ်အောင်သူမကိုမားခဲ့ပါတယ်။ကောင်မလေးကဇဝေဇဝါဖြစ်နေပေမဲ့လိမ္မာပါးနတ်စွာနဲ့ပဲသဘောတူပါခဲ့ပါတယ်။ဒီလူငယ်ကဒီဘဝမှာသူမအသက်အကောင်းဆုံးပြန်လဲပေးဆက်ဖို့ဆုံးဖြတ်ချက်ချလိုက်ပါတော့တယ်။